ရွှေကုတ်ကုံမှာတရုတ်တထေးနဲ့ကြားဖြတ်ကမ္ပဏီကောင်းဆောင်တွေကို BGF ကညရင်းချင်းကားရင်းနဲ့တိုက်ထုံနေပြီးအောက်ခြေလောလောသူတွေနဲ့တရုတ်တွေလည်းအများအစုလိုက်ပြုံလိုက်ထွက်ပြေးဝေယုံသုံးကားဖြစ်နေ BGF ကောင်းဆောင်စောချစ်သူလူမြင့်ကွင်းမှာပြောင်းနေကရင်ပြည်နယ်များရင်းမြို့နယ်ရွှေကုတ်ကုံမြို့တင်မှာတရုတ်တထေးနဲ့ကြားဖြတ်ကမ္ပဏီကောင်းဆောင်တွေကို BGF ကညရင်းချင်းကားရင်းနဲ့တိုက်ထုံနေကြရွှေကုတ်ကုံစင်းတွေကိုစောင့်ကြည့်နေကရင်စိတ်တရင်မြကပြောတယ်ရှမန်နီဂျပန်စစ်တမ်းလောက်က BGF မှာနိုင်မောင်စောကရွှေကုတ်ကုံမြို့တင်မှာကြားဖြတ်နေကိုပြီးတဲ့နိုင်နေတော့မြပြကြထုတ်ပြန်ကြေညာပြီးနောက်နိုဝင်ဘာလ18ရက်နေ့ညတွင်ချင်းရွှေကုတ်ကုံမြို့တင်မှာတရုတ်တွေနိုင်ငံခြားသားနဲ့ကြားဖြတ်လို့သမားတွေရာထောင်ချီမြို့မှာထွက်ခွာကြိုးစားလာကြကြောင်းရွှေကုတ်ကုံမြို့တင်အတွင်းမှာကားတွေပိတ်ပြီးမြို့ရင်းရှိလူများအလုံးနှီးတဲ့မြို့စုံနဲ့ထွက်ခွာနေကြခြင်းဖြစ်ကြောင်းတို့ရတဲ့ကြားဖြတ်တရုတ်တွေနဲ့ကြားဖြတ်ကမ္ပဏီကောင်းဆောင်တွေကိုတော့ BGF တွေကကားနဲ့ညတွင်ချင်းတဲထုံနေကြောင်းသိရတယ်BGF နိုင်မောင်စောကရွှေကုတ်ကုံမှာကြားဖြတ်လောက်ကင်သူ1000နဲ့2000ကြားရှိပြီးကြားဖြတ်နေကိုလုံးဝမထားတော့ပဲအပြည့်ပြတ်နေနေတော့ပြီဖြစ်ကြောင်းထို့သောနေနေရာမှာစစ်တပ်နဲ့ပူးပေါင်းပြီးနေနေပြီဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖိအားရှိလာပြီးတော့မဟုတ်ပဲ BGF ကကြားဖြတ်နေနေဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်းယူမန်နီကထုတ်ဖော်ပြောဆိုတယ်ဂျပန်စစ်တပ်ကလည်းရွှေကုတ်ကုံနီဝင်းကျင်တဲ့နေရာချို့မှာနေရာစတင်ယူနေပြီးမြို့ရင်းနေရာချို့မှာစစ်တပ်ကဝင်ရောက်မှုတွေရှိနေကြောင်း BGF နဲ့စစ်တပ်ကပူးတွဲဝင်ရောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်တို့ရရင်ရွှေကုတ်ကုံမြို့တဲ့ကိုစတင်ထူထောင်မှာအဓိကကြသူ BGF ကောင်းဆောင်စောချစ်သူကလူမြင့်ကွင်းမှာပြောက်ကွယ်နေပြီးရွှေကုတ်ကုံမှာမတွေ့ရကြောင်းရွှေကုတ်ကုံရေးကိစ္စကို BGF နိုင်မောင်စောကဦးစီးလှုပ်ဆောင်တဲ့သဘောမြင်ရကြောင်းကရင်စီသီမြစ်ကပြောပါတယ်စောချစ်သူကလူမြင့်ကွင်းကိုတိတ်မထွက်တော့ဘူးသူစရာရှိစီချင်းကိုနိုဝင်ဘာလ12ရက်နေ့ကတရုတ်ကိုလွှဲလိုက်ကြတဲ့ကလူမြင့်ကွင်းမှာမမြင်ရတော့တာအရင်ဆိုသူ့ကားရန်နဲ့တွာလာနေရရှိသေးတယ်အခုပြောက်နေတဲ့သူ့ရွာပြန်နေရလားတမင်လူမြင့်ကွင်းမထွက်တာလားမပြောတတ်ဘူးလို့ကရင်စီသီမြစ်ကရှင်းပြပါတယ်ရွှေကုန်းကိုထူထောင်သူရှိစီချင်းကိုကြားဖြန့်ငွေလိမ်မှုတွေအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြန့်တွေကိုကာကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြန့်တိုက်ဖြတ်ရေးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်ဆက်လက်ပြီးစင်ပါဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းမှာစစ်သားတွေလိုက်ပါလာတဲ့ကားနစီကိုတိုက်ခိုက်မှုဗိုလ်ကြီးစုကုတ်ကိုမှပါဝင်စစ်သား3အသေးဆုံးပြီးလက်နက်နဲ့လက်သိမ်းစီရရှိမကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းမှာစစ်သားတွေလိုက်ပါတဲ့ကားနစီကိုတိုက်ခိုက်ရာဗိုလ်ကြီးစုကုတ်ကိုမှပါဝင်စစ်သား3အသေးဆုံးပြီးလက်နက်နဲ့လက်သိမ်းစီရရှိခဲ့ကြောင်းတရက်ခဲအမှတ်9တိုင်ကထုတ်ပြန်တယ်နိုဝင်ဘာလ16ရက်ညနေ4နာရီကျော်ကမှစင်ပါဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းမှာစစ်သားတွေလိုက်ပါတဲ့အိမ်စီကားတစ်စီးနဲ့တန်ချက်ကားတစ်စီးကိုဒေါ်လိုက်တပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်အိမ်စီကားပေါ်လိုက်ပါလာတဲ့ဂျပန်စစ်တပ်ဘက်ကဗိုလ်ကြီးစုကိုကိုမောင်ပါဝင်စစ်သား3တေဆုံးခဲ့ကြောင်းသိရတယ်။ထို့ပြင်ဂျပန်စစ်သားတွေတမယူနီဖောင်းတစ်စောင် MA30 ကျင်းတကူ MA30 ကျင်းတောင်း20 AK တင်တောက်တနက်တလက်79ပုံပြလာကြတယ်လက်40မှာပုံသေးချောင်းလုံးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုတင်ဆက်ရှိခဲ့တိုက်ပွဲဖြစ်တာတော့ဟုတ်ပဲနောက်ပြီးစစ်ကွေးတွေကနားပက်ရွာအောင်မိရှို့သွားတဲ့နေပျက်စီးမှုကိုတော့ကျွန်တော်အတိမပြုတ်နိုင်သေးပါဘူးထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကစင်ပါဝဲမြို့နယ်တာကရလမ်းပိုင်းရှိနားပက်ကြားကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းရင်းတို့စစ်တပ်စစ်ကြောင်းဝင်ရောက်မိရှို့ဖျက်ဆီးခြင်းကြောင့်ပြည်သူဘေးလွှာကိုတပြည့်တင်ဆောင်ခဲ့ရတယ်ဆိုပါတိုက်ခိုက်မှုကိုတရားခံအမှတ်9တိုင်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတရားခံအမှတ်9တိုင်ကိုသက်သေမြင်ခဲ့တော့လည်းပြန်လည်ဖြေကြားခြင်းမရှိပါဘူးဆက်လက်ပြီးတော့ဖန်မှာစစ်တပ်ရွေးကောက်ပွဲကိုခွင့်မပြုဘဲဆန့်ကျင်သွားမယ်လို့မြို့နယ် KNU ကထုတ်ပြန်ကြေညာရှုပ်ထွေးတဲ့စနစ်နဲ့တိကျမှုမရှိတဲ့ electronic မဲပေးလုပ်ငန်းစဉ်ကြောင့်အတွေ့အကြုံရွေးကောက်ပွဲပုံမှုပေါ်လင်းစေကရင်ပြည်နယ်ဖန်မြို့နယ်မှာဂျပန်စစ်တပ်အတွေ့အကြုံရွေးကောက်ပွဲခွင့်ပြုမိမဟုတ်ဘဲဆန့်ကျင်သွားမည်ဖြစ်ကြောင်းကရင်မျိုးသားစည်းရုံး KNU ဒုတိယခရိုင်ဖန်မြို့နယ်အလုံးမှုဆောင်ကော်မတီကနိုဝင်ဘာလ19ရက်နေ့နေ့စွဲနဲ့ကြေညာချက်ထုတ်ပြန်တယ်ဂျပန်စစ်တပ်ကဆီယနာသိမ်းပြီးနောက်ပြည်သူလူထုပေါ်မတရားဖန်ဆီးခြင်းအကျဉ်းချတပ်ဖြတ်ခြင်းနဲ့ဘာသာရေးစာအုပ်တွေနဲ့လူနေအိမ်တွေကိုရွေးချက်ရှိရှိနဲ့လက်နက်ကြီးပစ်ခတ်ခြင်းလေးကြောင်းတိုက်ခိုက်ခြင်းတွေကိုပေါ်တင်နေပြုလုပ်ပြီးဆီယဆွဲမှုတွေကျူးလွန်လျက်ရှိကြောင်းရင်းပြင်ဒီဇင်ဘာလ28ရက်နေ့မှာတွေ့အောင်ရွေးကောက်ပွဲပြုလုပ်ပြင်ဆင်နေကြောင်းသိရတယ်။စစ်ကော်မရှင်ကပြုလုပ်မဲ့တွေ့အောင်ရွေးကောက်ပွဲမှာမဲဆန္ဒရှင်တွေဖြစ်တဲ့ပြည်သူတွေကစစ်ကော်မရှင်စစ်မှုထမ်းဥပဒေကြောင်းတော်၎င်းစစ်ပေးကြောင်းတော်၎င်းနေရက်တွေမှာအေးချမ်းချမ်းနေထိုင်ခြင်းမရှိဘဲကြန့်ရှိနေမဲဆန္ဒရှင်ပြည်သူတွေမှာချင်းချောက်ဖိအားပေးခြင်းနဲ့အတင်းတမမဲပေးခိုင်းစေခြင်းတို့ကိုရင်ဆိုင်နေရကြောင်း KNU ဖန်မြို့နယ်အလုံးမှုစာကော်မတီကထုတ်ပြန်တယ်။ရင်းပြင်စစ်တပ်ကပြည်သူလူထုနားလည်အခက်ခဲရှုပ်ထွေးရွေးကောက်ပွဲစနစ်နဲ့၎င်းတို့လွှဲတဲ့အမျက်ထုတ်နိုင်တဲ့ electronic မဲပေးတဲ့မဲပေးခြင်းလုပ်ငန်းစဉ်မှာတိကျမှန်ကန်ရလည်းမဟုတ်ကြောင်းမဲဆန္ဒရှင်ပြည်သူလူရဲ့ဆန္ဒသဘောထားကိုလွှဲသုံးစားပြတဲ့အတွက်ကြောင့်စစ်ကော်မရှင်တို့ကြောင့်တွေ့အောင်ရွေးကောက်ပွဲသားဖြစ်တာကိုပြောလင်းနေကြောင်းအသိပေးကြေညာတယ်။ဖန်မြို့နယ်အလုံးမှုစာကော်မတီနေဖြင့် KNU ဘော်ရဲ့ရွေးကောက်ပွဲပေါ်သဘောထားထုတ်ပြန်ကြေညာချက်နဲ့ရက်တီမီဖြစ်ပြီးမိမိတို့ရဲ့ထိန်းချုပ်နယ်မြေတွင်ပြည်သူလူထုကိုလိမ်လည်လှည့်ပြမယ်အတူရောက်ရွေးကောက်ပွဲခွင့်ပြုမိမဟုတ်ဘဲစန့်ကျင်သွားမည်ဖြစ်ကြောင်းတရားဝင်သိပေးတယ်။ပြည်သူလူထုနေဖြင့်ဆီယနာရှင်တက်ဆိုးရှင်မဲ့အတူရောက်ရွေးကောက်ပွဲမှာပူပွားဖွာခြင်းမပြုဘဲအကြမ်းမဖက်တဲ့နီနဲ့စန့်ကျင်ခြင်းအပြင်မိမိတို့ရဲ့ဆန္ဒမဲကိုလဲသုံးစားပြုခွင့်မပေးရန်ဖန်မြို့နယ် KNU အလုံးမှုဆောင်ကော်မတီကတိုက်တွန်းတယ်။ဆက်လက်ပြီးကမ်ဘလူမြို့နယ်ဘူကုန်းရရှိစစ်တပ်အထိုင်ကိန်းမှာပေါ်တာဆွဲပန်းစီကလူငယ်၄ဦးကျွန်းလာ
အချုပ်ထောင်ဖောက်ပြီးထွက်ပြေးလွန်မြောက်စကိုင်းတိုင်းကပ်လူမျိုးနယ်ဘူးကုန်းရွာရှိဂျပန်စစ်ကောင်စီအတိုင်းကိန်းမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့ပြည်သူလေးဦးကျွန်းလာအချုပ်ထောင်ဖောက်ပြီးထွက်ပြေးလွန်မြောက်ခဲ့ကြောင်းကျွန်းလာကပ်လူတက်ကြလှုပ်ရှားသူများဖွဲ့တောင်းရှိသူကပြောပါတယ်အော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာ10ရက်နေ့ထိကမ်ဘလူးမြို့နယ်ဘူကုန်းစစ်ကောင်စီတိုင်းခိမ်းမှာပေါ်တာဆွဲခံခဲ့ရလူငယ်မျိုးသားလေးဦးကကျွန်းလာချုပ်ထောင်ကနေနိုဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲချိန်အချုပ်ထောင်ပေါက်ပြီးထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ပါတယ်။လက်တလောမှာထောင်ပေါက်ပြေးလာသူလေးဦးကိုသက်ဆိုင်ရာမြို့နယ်မိသားစုရေးစီချိတ်ဆက်ပို့ဆောင်ပေးထားခြင်းဖြစ်တယ်။ဂျပန်စစ်တပ်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရမှာထွက်ပြေးလွတ်မြောက်တဲ့ပြည်သူတွေကကဏီမြို့နယ်ရေစကြွမြို့နယ်မော်ရမြို့နယ်ပလဲမြို့နယ်မှာဖြစ်ကြောင်းပြူစောတိလိုအပ်ချက်တွေများနေပြီးဝါတော်ဝါကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းလက်ရှိဖမ်းဆီးခံရတဲ့တွေကိုငွေကြေးနဲ့လူရဲရဲ့လှုပ်ဆောင်သူတွေကိုလည်းပြန်လွှတ်ပေးခြင်းမရှိဘဲလူရဲရဲ့ကျိုးပန်းသူတွေကိုထပ်မံဖမ်းဆီးခြင်းနဲ့လှုပ်ဆောင်တွေကိုတွေ့ရှိခဲ့ကြောင်းကိုယ်တိုင်ဖမ်းဆီးခံခဲ့ရမှာပြန်လည်လွတ်မြောက်လာသူတွေကပြောပါတယ်။အခုဖမ်းခံပြီးပြန်လွတ်လာလူငယ်တွေက19နှစ်2ယောက်22နှစ်နဲ့33နှစ်ရွယ်တွေနာမည်ကလုံခြုံရေးပြောပြလို့မရလို့ပါအခုကလူငယ်လူရဲတွေကုံဆွဲတယ်စပယ်နန်းတာဂိတ်တွေဆွဲတယ်ကမ်ဘလူးနယ်ကသတိထားမနေရလို့ဂျပန်စစ်တပ်ပေါ်တာဆွဲနေတဲ့ခြင်းနဲ့ပတ်သက်ပြီးကျွန်းလာကမ်ဘလူးတက်ကြလှုပ်ရှားသူတွေဖွဲ့တောင်းရှိသူကပြောတယ်။ကမ်ဘလူးမြို့နယ်အတွင်းစစ်တပ်နဲ့ပြူစောတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းပြည်သူတွေထံကငွေကြေးနဲ့ရွှေဖို့တံပစ္စည်းလူရဲခြင်းအမျိုးသမီးတွေကိုမနိုင်ခြင်းတပ်ဖြတ်ခြင်းကျူးလွန်လျက်ရှိကြောင်းဒေသတော်လိုင်းသတင်းမြစ်တွေကပြောပါတယ်။ဆက်လက်ပြီးမန္တလေးမြို့ဖုံးအိုးရွာမီလောင်မန္တလေးမြို့မရပူရာမြို့နယ်ဖုံးအိုးကြီးရွာမှာမီလောင်မှုဖြစ်ခဲ့လို့နေ9လုံးလောက်မီလောင်သွားလို့ဒေသခံတွေကပြောတယ်။နိုဝင်ဘာလ16ရက်နေ့မနက်2:19မိနစ်မှာမီးတရင်ရအကြောင်းလေဘယ်1အဆင့်မီးငိမ့်တက်ရင်နေတာမီးငိမ့်တက်တယ်လို့အသိပေးထားတယ်။အဲ့ဒီကြာကလူနေထူထပ်တာကြောင့်မီးကူးစက်မှုများတာဖြစ်ပြီးဒေသခံတွေကမီးတပ်ကတော်တော်များများရောက်လာတာကြောင့်လေဘယ်1အဆင့်မကနိုင်ဘူးလို့ဆိုပါတယ်။မီးလောင်မှုကိုတနားကြာမီးငိမ့်တက်ခဲ့ရလို့မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကတရင်ထုတ်ပြန်ပါတယ်။မီးလောင်မှုကြိုင်းနဲ့ဆုံရှုံမှုတမှုကတော့မီးတပ်ထုံးစံတိုင်းအသိပေးထုတ်ပြန်တာမရှိပါဘူး။ဆက်လက်ပြီးတော့လောင်လုံးမှာပြည်တဲ့ရဲဘော်နှောင်နဲ့ရက်သားနှောင်ဖန်စီတပ်ဖြတ်ခံရတနင်္သာရီတိုင်းလောင်လုံးမျိုးနဲ့ညင်းမော်ကြရတဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်တပ်ကဖန်စီခံလာတဲ့ပြည်တဲ့ရဲဘော်နှောင်နဲ့ရက်သားနှောင်ကိုတပ်ဖြတ်သွားလို့တော်လိုင်းတပ်ဖွဲ့တန်းကနေသိရတယ်။တပ်ဖြတ်ခံလိုက်ရပြည်တဲ့ရဲဘော်နှောင်နဲ့ရက်သားတပ်ရဲ့အလောင်းကိုတော့နိုဝင်ဘာလ15ရက်နေ့ကကျေးရတွင်ရှိလူနေနောက်ဖက်တွေမှာမြုပ်နှံထားတာကိုပြန်လည်တွေ့ရှိခဲ့ပြီးရက်သားတပ်ရဲ့အလောင်းကိုတော့နိုဝင်ဘာလ16ရက်နေ့မှာပြန်လည်တွေ့ရှိခဲ့တာပါ။သူတို့လေးဦးရဲ့ရုပ်လောင်းတွေပြန်လည်တွေ့ရှိချိန်မှာညင်ပန်းနှိပ်စက်ခဲ့ရပြီးတပ်ဖြတ်သွားတဲ့တရားတွေ့ရှိခဲ့လို့တော်လိုင်းတပ်ဖွဲ့ထောင်ရှိသူတွေကပြောတယ်။တပ်ဖြတ်ခံလိုက်ရပြီးတဲ့ရဲဘော်နှောင်ကလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသက်20ကျော်ရဲလူငယ်ဖြစ်ပြီးရက်သားနှောင်ကညင်းမော်ကြီးရနေအသက်50ကျော်ရဲဦးဝင်းနိုင်နဲ့ဦးသိန်းအောင်တို့ဖြစ်တယ်လို့သိရတယ်။တပ်ဖြတ်ခံရပြီးတဲ့ရဲဘော်နှောင်ကညင်းမော်ကြီးရကိုစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးတဲ့နိုဝင်ဘာ10ရက်ကနေကြားရဲမှာဖမ်းခံလိုက်ရဖြစ်ပြီးရက်သားနှောင်ကနောက်တရက်မှာဖမ်းဆီးခံရတယ်။စစ်ကော်မရှင်တပ်စစ်ကြောင်းနိုဝင်ဘာလ15ရက်နေ့မှာညင်းမော်ကြီးရနေပြန်ထွက်သွားပေမဲ့နိုဝင်ဘာလ19ရက်နေ့မှာကြားရဲစစ်ကြောင်းပြန်ထိုးလာကြောင်းလက်ပတ်စင်တင်မှနေရဖြစ်တယ်။စစ်ကော်မရှင်တပ်စစ်ကြောင်းတို့အနေနဲ့ဗတ်တိုက်ပွဲအကြောင်းညင်းမော်၄3ခွန်စပြဲနဲ့ကောင်းရင်ကြီးရတို့ကဒေသခံထောင်နဲ့ခြေထွက်ပြေးတိန်ရှာပြီးတိုက်ပွဲအတွင်းလက်နက်ကြီးကြောင့်ပောက်ကွဲမှုကြောင့်အရက်သားပြည်သူတွေထိခိုက်ဒဏ်ရာရှိထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါရရှင်